များစွာကိုတတိယတဲ့ခန်းစားချက်ပြင်းနဲ့ရှိခဲ့တဲ့တခြင်းပါလူတွေတန်ပေါင်းများစွာနဲ့နေထိုင်ကဘာကြီးတဲ့မှာပြုံးလေးများနဲ့တွေ့ကြရအောင်မှာဒီမှန်ချက်ကိုစီရှိကြတဲ့တခင်ပြကတော့တကောင်းဆုံးမျောလင်းတဲ့ကြုံရင်ပြောပြပေးပါဦးရောင်ဆုံးလူများကြမှာဖျားကောင်းမြတ်ချင်းပြောကြရအောင်မှာချင်းများစွာကိုတတိယတဲ့ခန်းစားချက်ပြင်းနဲ့ရှိခဲ့တဲ့ချင်းပါလူတွေတန်ပေါင်းများစွာနဲ့နေထိုင်ကဘာကြီးတဲ့မှာအပြုံးလေးများနဲ့တွေ့ကြရအောင်မှာဒီမှန်ချက်ကိုစီရှိကြတဲ့တခင်ပြကတော့တကောင်းဆုံးမျောလင်းတဲ့ပြောပြပေးပါဦးရောက်ဆုံးလူများကြမှာဖျားကောင်းမြတ်ချင်းပြောကြရအောင်မှာကြုံကြတော့အမှုတော်မြတ်ထဲမှာတချို့ကြတော့အစင်ပြေနေတဲ့ဘဝမှာမင်းချိုးစားနေလို့အောင်မြင်နေတဲ့ဘဝမှာဖျားစကားလေးတော့မမေ့ပါနဲ့ကွာGolly